ကျွန်တော်တို့ဒီမှာဥကြိုက်တဲ့လူတယောက်အတွက်ဘာမှအဲ့ဆုံးမှာမြန်မာမှုအမှုပညာရည်ကြီးမှုနဲ့ဆိုင်တဲ့ဒီအမှုပညာလက်ရာတွေအများကြီးတွေ့ရတာကျွန်တော်တော်တော်ဝမ်းသာဖို့ပေါ့ဒီတော့ထိစုံလိမ့်မယ်လို့မထင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဗမာဘူးလေးစိတ်ဝင်စားတယ်ပကြီးပပူလက်ရာတွေနဲ့ဒီလိုအနီးကပ်လေ့လာခြင်းနဲ့ခံစားခြင်းနဲ့ဆိုရင်ဘာမှအစုံကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်